ပြီးခဲ့တဲ့ပိုင်းမှာတော့ Chaos ရဲ့ရှင်သခင်အဖြစ်အာသားကိုနှုတ်ထားစေခဲ့ပြီးမာလင်ရဲ့အတိတ်နဲ့ရည်ရွယ်ချက်ကိုပါတည်ခဲ့ရပါတယ်။အသက်ပြန်သွင်းတာလုပ်ဖြစ်ဖို့မြောင်များစွာသောခြေနေတွေကိုကြုံတွေ့ခဲ့ရတယ်။နဆိုးဘရင်ကိုနိုင်ယူခဲ့တာကအဲ့ဓာတွေတဲကတခုပဲ။မာလင်ကဒုစရိုက်9ပါးကိုတုံချခဲ့တယ်လို့သူမကိုလည်းတုံချခဲ့ကြတာမို့တရေပဲလေလို့နေကန်ဆောင်နဲ့သမီးကပြောခဲ့ပါတယ်။ဒီဟာတွေကတော့ငါတို့အကြောင်းကိုနင်သိသိတယ်ထင်နေတာလား။ငါမသိသေးတာရှိရင်ရှိလိမ့်မယ်။ဒါပေမဲ့မာလင်ကတော့ဒုစရိုက်9ပါးရဲ့ရဲဘော်ရဲဘက်အနေနဲ့အမြဲတမ်းတိုက်ခိုက်ခဲ့တာလို့ပြောလိုက်ပါတယ်။ရေကန်ဆောင်နဲ့သမီးကလည်းမင်းတို့မှန်ပါတယ်ဒါပေမဲ့မာလင်ကဘလူးလက်မှုပညာတဲ့ဒါဘူးစားကိုတောင်းဆိုခဲ့တာကိုငါသိတယ်နဇိုးဘရင်နဲ့အမြင့်မြတ်ဆုံးနဗယာမကိုချိတ်ပိတ်ဖို့အတွက်အမောင်တို့ရဲ့ခေါင်းတလားကိုသွန်လို့စေခဲ့တာလေပြီးတော့နဇိုးဘရင်ကိုတတ်သွင်းဖို့အချိန်ရက်တဲ့မန်တန်ကိုလည်းရည်ရွယ်ချက်ရှိရှိနှောင့်နှေးအောင်လုပ်ခဲ့တယ်လို့နင်တို့ရဲ့စူပေါင်းတိုက်ကွက်ကိုလည်းရေကန်ထဲကိုရွှေ့ပစ်ခဲ့တယ်ပြီးတော့မယ်လီယိုရက်စ်ဖျက်ဆီးခဲ့တဲ့အဲလီဇဘက်စီကချိန်စာကိုလည်းပြန်တက်သွင်းခဲ့တာပေါ့ဒါတွေကသူမလုပ်ခဲ့တာတွေပဲလို့ပြောလိုက်ပါတယ်မာလင်အဲဒီမှာတိတ်တိတ်လေးရက်မနေနဲ့တခုခုပြောလို့ဒီဟာနယ်တို့ကပြောတဲ့အခါChaos ကိုပြန်တက်သွင်းဖို့နဗယာမနဲ့နဇိုးဘရင်ကိုချိတ်ပိတ်ရုံနဲ့မလုံလောက်ဘူးညီများမှုကိုနောက်ဆက်ဖို့အတွက်တခုမဟုတ်တခုကိုပြေးဝပြစီဖို့လိုတယ်လို့ဒါပြောလိုက်ပါတယ်ဒါဆိုခေါင်းဆောင်ရဲ့ခန္ဓာကိုယူခံရတာကိုတည်ရတာနဲ့အဲ့ဒီလိုလုပ်ခဲ့တာလားလို့မေးတဲ့အခါနောက်ထပ်တစ်ခုကအာသားကိုပြန်လို့နိုင်မဲ့တော့ကိုရရှိဖို့အတွက်မော်စွမ်းအများကြီးလိုတယ်လို့ပြောလိုက်ပါတယ်ဒါဆိုမာသားဟော Chaos ပြောတာတွေကအမှန်တွေပဲလားလို့ကိုသာကမေးတဲ့အခါမာလင်ငါးမျက်လုံးကိုတက်တက်ကြည့်ပြီးဖြေမင်းတကယ်ပဲအဲလီဇဘက်ကိုတက်ဖို့ကြိုးစားခဲ့တာလားလို့မယ်လီယိုရက်စ်ကမေးလိုက်ပါတယ်မယ်လီယိုရက်စ်ရှင်းရဲ့တခုတည်းသောရည်ရွယ်ချက်ကမမကြီးစီကကျင်းစာကိုဖျက်ဆီးဖို့ပဲအဲ့ဒါကိုရတာနဲ့နဇိုးဘရင်ကိုနှိမ်နှင်းမဲ့ရှင်းရဲ့တာဝန်ကိုစွန့်လွတ်သွားနိုင်တယ်လေအဲ့ဒီလိုမျိုးပြစ်မခံနိုင်ဘူးလို့ပြန်ပြေးလိုက်ပါတယ်အဲ့ဒီလိုဆိုတိုင်းကျင်းစာကိုပြန်တက်သွင်းခဲ့တာလားလို့မေးတဲ့အခါမမကြီးကိုကျမကယ်နေခဲ့တာပဲလေလို့မာလင်ကပြောပါတယ်ဒါဆိုမင်းကဒုစရိုက်9ပါးကိုစုတုံးကလည်းမင်းရဲ့ရည်မှန်းချက်ကိုလှုပ်ဆောင်ဖို့အတွက်ပဲလားလို့မယ်လီယိုရက်စ်ကပြောလိုက်ပြီးဒီဟာနဲ့ကတော့ငိုနေခဲ့ကငါတို့ကမင်းကိုတငယ်ချင်းလို့ထင်ထားခဲ့တာမင်းမရီစနာနေတာလဲနားမလည်နိုင်တော့ဘူးလို့ကင်းကပြောလိုက်ပါတယ်ရေကန်ဆောင်တဲ့သမီးကတော့အံ့ဩစရာမရှိပါဘူးလူတယောက်ကိုတက်ချင်လောက်အောင်မုန်းနေပေမဲ့ဆက်ပြီးချစ်နေတာမျိုးအဲ့ဒါကလူသားတွေလုပ်တဲ့အရာပဲအစုံသက်မှာတယောက်နဲ့တယောက်ဘယ်တော့မှနားလည်ခဲ့တာမဟုတ်ဘူးလို့ပြောနေပါတယ်ငါမေးတာကိုဖြေအောင်ပါလင်းငါတို့ကိုမင်းတစ်ချိန်လုံးယူလုံနေခဲ့တာလားခေးရော့ဆိုတဲ့ထိတ်လန့်စရာမကောင်းဆိုးအတွက်လားအစကတည်းကရှိမှန်းမရှိမှန်းတော့မတိကြတဲ့အဲ့ဒီအရာအတွက်ပဲလားလို့မယ်လီယိုရက်စ်ကမေးလိုက်တယ်အဲ့ဒါကတကယ်ရှိပါတယ်ပြီးတော့သူနဲ့တစ်ချိန်လုံးနေတို့ကတူတူရှောင်လန်းလာခဲ့ကြတာလေအဲ့ဒါရဲ့ကြောပေါ်မှာနေရင်းနဲ့ဒီလာဝေးကြီးခီးနေလာခဲ့ကြတာသူပြန်သက်ဝင်လာဖို့အတွက်တစ်ချိန်လုံးဆောင်ဆိုင်နေခဲ့တာလို့ရေကန်ဆောင်တဲ့သမီးကပြောလိုက်တယ်အဲ့ဒီတော့မှသူတို့တွေဟာလည်းဝက်ဝင်မေကြီးကိုကြည်လိုက်ကြကသူတို့တစ်ချိန်လုံးစီးနေခဲ့တဲ့အရာကခေးရောဆိုတာကိုသဘောပေါက်လိုက်ပါတယ်ခေးရောဆိုတာကတကူတဲ့သောခန္ဓာကိုယ်နဲ့ကင်းကွာနေတဲ့ဝိညာဉ်အင်အားရဲ့ဇာနာပဲအဲ့ဒါကဖျားသခင်နှစ်ပါးချိတ်ပိတ်ထားတဲ့ယာယီပုံစံပဲလို့ပြောလိုက်ပြီးတဲ့နောက်မှာတော့ဝက်မေမေကပြတ်ချက်သွားခဲ့ပါတယ်ကင်းအနာကပ်ပြီးသွားကြည့်လိုက်တဲ့အခါမှာမိုးရီထထပေါက်နေတဲ့လွှာကြီးဆိုတာကိုတိလိုက်ရပြီးအထဲကຢာတွေပဲရောက်သွားတာလေလို့ပြောလိုက်တဲ့အခါအားလုံးကအာသားရဲ့ကိုယ်ထဲကိုရောက်သွားပြီလို့မာလင်ကပြောလိုက်ပါတယ်ဒါဆိုခုနကအာသားမှုမဲ့မက်တုံလိုက်တဲ့အဲ့ဒီမော်စွန်အားက Chaos လာလို့မိလိုက်ကအာသားကိုရင်လို့ပြန်ဖြစ်အောင်လုပ်ဖို့မယ်လီယိုရက်စ်ကပြောလိုက်ပါတယ်အဲ့ဒါကမဖြစ်နိုင်ဘူးChaos ကိုယ်တိုင်ကအာသားရဲ့ကိုယ်အတွင်းမှာစီးရှားကြကြနေဖို့ဆုံးဖြတ်လိုက်တာပဲအခုချိန်မှာအာသားက Chaos ရဲ့ရှင်တခင်ပဲလို့မာလင်ကပြောနေတာကြောင့်ဒါဆိုသူရဲ့ကိုယ်ပိုင်ဆန္ဒကကောလို့မယ်လီယိုရက်စ်ကမိလိုက်ပါတယ်အာသားကနှစ်ယောက်လုံးကိုဝင်ထားလိုက်ကအမြဲတမ်းဒုစရိုက်9ပါးကိုထင်ကြီးလေးစားခဲ့တာပါအဲ့ဒါကြောင့်ငါ့လိုပြန်တင်ကားစားငှက်တကောင်ကြောင့်ရံမဖြစ်ပါနဲ့ငငယ်တုန်းကအခြားသူတွေကိုကာဝယ်ပေးနိုင်မဲ့ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ဖို့အတွက်အိမ်မက်မှတ်ခဲ့တာဒါပေမဲ့ဘလောက်ပဲစူးစမ်းဘသူကမှမကာကွယ်နိုင်ခဲ့ဘူးအဲ့ဒီအိမ်မက်တွေကိုလက်လျှော့လိုက်တဲ့ခိုက်တက်မှာနှလုံးသားကမျောလင်းချက်မဲ့မှုတွေရဲ့တိုက်စားတာကိုခံခဲ့ရပါတယ်လို့အာသာတယောက်ကသူ့စိတ်ကူအိမ်မက်လေးတွေကိုပြပြနေတဲ့အချိန်မှာကြောက်တုံးနေတဲ့နေရာတစ်ခုကိုဖန်တီးနေတယ်လို့ဖြစ်နေပါတယ်ခေါင်းဆောင်ကြီးနောက်တစ်ခါထပ်ပြပြန်ပြီလို့ဘန်ကပြောနေခဲ့ကအာသာကတော့သူ့ရဲ့စကားတွေကိုဆက်ပြောနေခဲ့တယ်အဲ့ဒါကမာလင်နဲ့မတွေ့ခင်ချိန်ဒီပေါ့သူကငါရဲ့စိတ်ပြတ်အားငယ်မှုတွေကနေထွက်ဖို့လမ်းပြပေးခဲ့တယ်ကာကွယ်ပေးချင်တာတွေကိုကာကွယ်ပေးနိုင်တဲ့ကဘာမဖြစ်နိုင်တာတွေဖြစ်အောင်လုပ်နိုင်မဲ့ဘရင်တပါအဲ့ဒီစကားလုံးတွေကငါရဲ့ပြင်ပိုင်းမြင်တစ်ခုလုံးကိုပြောင်းလဲပေးခဲ့တယ်မာလင်ကိုငါရဲ့ဆရာဖြစ်စေဖို့တောင်းဆိုပြီးသူ့စီကနေများကြီးတင်ယူခဲ့တယ်အဲ့ဒါကြောင့်ကောင်းမွန်တဲ့ဘရင်တပါဖြစ်လာစီရမယ်လို့ကတိပေးလိုက်တယ်လို့ပြောပြီးသူ့မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့သူပန်တီးထားတဲ့ကဘာကြီးကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်ဘိုးဟက်လေးတွေကနေကတ်စကထွက်လာပြီးအာသာနိုးလာပြီပေါ့ဆိုကပြေးလာခဲ့ပါတော့တယ်ရေကန်ဆောင်တဲ့သမီးကမာလင်အဲ့ဒီအရာကိုအာသာအနာမကတ်စီနဲ့လို့လှမ်းပြောလိုက်တဲ့အခါမှာတော့အာသာစီပြေးဝင်လာတဲ့ကတ်စကမကောင်းဆိုးအားတွင်ကိုပြောင်းသွားပါတယ်မယ်လီယိုရက်စ်ကအာသာကိုချိန်ပြီးပြေးခဲ့လိုက်ပေမဲ့ကတ်စကသူ့ရဲ့လက်တစ်ဖက်ကိုစားလိုက်ပါတယ်သူ့ကိုတတ်မှဖြစ်မယ်မဟုတ်ရင်ငါတို့အားလုံး Chaos ရဲ့ရတာခံတွေဖြစ်ကုန်လိမ့်မယ်လို့ရေကန်ဆောင်တဲ့သမီးကပြောလိုက်ပါတယ်သူ့ရဲ့တကယ်ပုံစံကိုတိတာလားလို့မေးလိုက်တဲ့အခါစောစောတုန်းကသူ့ကိုမမှတ်မိတာကသူ့ရဲ့အတွင်ပြင်းတဲ့မော်စွန်အားကအရင်ကနဲ့ရန်ကွာချနေလို့ပဲသူက Chaos ကနေပေါက်ဖွာလာတဲ့စန္ဒာနဲ့ဇွဲလန်းမှုရဲ့ဝင်စားမှုပဲသူက
သူကိုယ်တိုင် Chaos ရဲ့ရှင်တခင်ဖြစ်လာဖို့အရန်ကိုဆန္ဒပြပြနေပြီး Chaos ကိုတိုက်ခိုက်ဖို့စိန်ခေါ်ခဲ့တဲ့တာရိုင်းကောင် Cass Blood ပဲပြောကြတာတော့သူတိုက်ပွဲမှာ Chaos ကိုရှုံးသွားပြီးမောင်းထုတ်ခံခဲ့ရတဲ့မကောင်းတဲ့လုပ်ရက်တွေဆက်လုပ်နေလို့နဖျားမျိုးတွေကသူ့ကိုချေပိတ်ခဲ့တာလို့ပြောလိုက်ပါတယ်။ဘန်ကတော့တိုက်ခိုက်ချင်နေခဲ့ကသူ့စီမှာဘလို့စွမ်းအားမျိုးရှိလဲမသိနိုင်တာမို့စောင့်ကြည့်ဖို့အတွက်မယ်လီယိုရက်စ်ကပြောလိုက်ပါတယ်။အာသာကတော့နှစ်ယောက်လုံးကိုတားလိုက်ပြီး Cass နေပါဦးမင်းမဒီလိုလုပ်ရမယ့်အကြောင်းပြချက်ရှိကိုရှိတယ်မလား။ဘာပဲဖြစ်ဖြစ်မင်းငါ့ကိုကာဝယ်ဖို့အတွက်မင်းရဲ့အသက်ကိုဆုံးခဲ့တာပဲလေလို့အာသာကပြောတဲ့အခါအဲ့ဒီလိုလုံးမမင်းက Chaos ရဲ့အစွမ်းကိုနိုးထနိုင်စွမ်းရှိမှမလို့လေမင်းမနိုးလာရင်မင်းရဲ့ရတာကဘယ်ကောင်းပါမလဲလို့ Cass ကပြောနေခဲ့ပြီးနေရာကြီးတစ်ခုလုံးကမဲမောင်သွားခဲ့ကဒါက Chaos ရဲ့စွမ်းလားလို့ Alice ဘက်ကမေးလိုက်ပါတယ်။အဲ့ဒီနောက်တော့ကတွင်းဝပုံတံဖြစ်သွားကအကုန်လုံးကစားသုံးခံရတော့မယ့်ခြေနေကိုရောက်သွားပြီးတော့တိုက်ခိုက်မှုတွေကဒီနေရာမှာဘာမှလုံးမဖြစ်တာကိုတွေ့ခဲ့ရပါတယ်။တခုပဲမေးချင်တဲ့ Cass မင်းရဲ့အတွက်ငါကပါလေလို့အာသာကမေးလိုက်တဲ့အခါအစာဘော့ကွာငါစိတ်ရှည်လက်ရှည်ဆောင်ဆိုင်ခဲ့တဲ့ငါရဲ့ရတာရှိသုံးစားပဲအဲ့ဒါကြောင့်ဘာနောက်ရမှမရှိပဲနဲ့မင်းကိုသုံးဆောင်ဝင်ပေးပါလို့ Cass ကပြောလိုက်ပါတော့တယ်အဲ့ဒီအချိန်အာသာရဲ့ကိုယ်ထဲကနေရောင်ဝါတွေထွက်လာခဲ့ပြီး Cass Blood ဖန်တီးလိုက်တဲ့တုံခါမှုကနေပြီးတော့ငါခံစားလိုက်ရတဲ့ဒီတုံခါမှုကဒါကလို့ရေကန်ဆောင်တဲ့သမီးကပြောပြီးတဲ့နောက်မှာတော့အပိုင်းဖြစ်သွားပြီးအကုန်လုံးအပြင်ကိုပြန်ရောက်လာကြပါတယ်မြင့်မြတ်တာကတော်တချောင်းပြည့်သူ့ရဲ့ကဏ္ဍကိုဖြည့်ဆည်းပြီးရင်အဲ့ဒါကစစ်မှန်တဲ့မြင့်မြတ်တာတစ်ချောင်းဖြစ်လာပြီးပိုင်ရှင်စီကိုပြန်သွားတယ်လို့ဓာတ်ကင်ဆောင်ထားသူအာသာကိုပြောလိုက်ပါတယ်အာသာမင်းကအံ့ဩစရာပဲငါအထင်ကြီးမိတယ်တရေကြတာရဲလို့မရတော့ဘူးမင်းရဲ့ရာအလုံးကိုနည်းနည်းလေးမှမကြံစားဝင်ပေးပါလို့ Cass ကပြောလိုက်တဲ့အခါဒီလိုကြားရတာကစိတ်သက်သာရမိတယ်မင်းကိုတွန်းဆုံမှုမရှိခုံးနိုင်ပြီလေလို့ပြောက Cass ကိုနှစ်ပိုင်းပြလိုက်ပါတယ်အဲ့ဒီနောက်တော့အာသာကတတိလစ်သွားခဲ့ကလီယိုနက်စ်ကိုပြန်ခေါ်သွားကြရအောင်မာလင်လို့ Alice ဘက်ကပြောလိုက်ပြီးမမကြီးကလူတွေပေါ်မှာရန်ကောင်းတာပဲဒါပေမဲ့ဒီလိုဖြစ်လာမှာတော့နင်တို့တွေနဲ့အတူတူခီးမဆက်သွားနိုင်တော့ဘူးလို့မာလင်ကပြောလိုက်ပါတယ်နင်တို့ကိုငါရဲ့တကူကောင်းဆန်မှုထဲမှာမပါဝင်စေချင်တော့ဘူးခေါင်းဆောင်တွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပြီးတယ်လီပေါ်နဲ့လီယိုနက်စီကိုပြန်ပို့ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မာလင်ဟာအာသားကိုတသက်လုံးယူဆိုင်ပြီးနေတော့ဖို့အဲ့ဒီမှာပဲကြံခဲ့လိုက်ပါတယ်ဒါက Chaos ရဲ့စွမ်းတယ်လားပြီးတော့ဒီမြင့်မြတ်တာပုံစံကအတိအကျမရှိသေးဘူးအာသားမော်စွမ်းအားတွေများမပြည့်သေးတာလားဆိုပြီးတော့ပြုံးနေခဲ့တာကြောင့်မင်းရဲ့ဒီမျက်နှာကိုမမြင်ရတာကြပြီနော်ဒါကမှငါတီးတဲ့မာလင်ပဲလို့အာသာကပြောလိုက်ပါတယ်ဒါနဲ့မာလင်ဘာလို့အားလုံးကို Chaos အကြောင်းတခါမှမပြောပြခဲ့ရတာလဲဘာလို့အခုမှပြောပြဖို့အတွက်ရွေးချယ်လိုက်ရတာလဲလို့အာသာကမေးလိုက်ပြီးဒါဆိုကျမကိုညှို့ထားတဲ့လူကအရှင်မဖြစ်သင့်ဘူးလားရှင်းကို Chaos ရဲ့ရှင်တခင်ဖြစ်အသက်တွင်ခဲ့တယ်လေကျမရဲ့ကိုယ်ပိုင်တီလိုစိတ်နဲ့ရီမန်းချက်ကြောင့်ပေါ့လို့ပြောလိုက်ပါတယ်ငါကဘာလို့မင်းကိုရန်ညှိုးထားရမှာလဲ Chaos ဆိုတာကဒီကဘာပေါ်ကတက်ရှိတွေဖြစ်တဲ့ငါတို့လူသားတွေနဲ့ဖျားသခင်တွေကိုတောင်မှပေါ်ပေါက်စေခဲ့တဲ့စွမ်းအားကြီးတဲ့ဆန္ဒတစ်ခုပဲလေဒါပေမဲ့စိတ်ကောင်းနှလုံးကောင်းရှိသူကအဲ့ဒါကိုပိုင်ဆိုင်ထားတဲ့၍အန်ဩစရာကဘာကြီးကိုဖန်တီးနိုင်တယ်လေငါကအဲ့ဒါကိုလှုပ်ဆောင်နိုင်တဲ့ရှိတဲ့ဘရင်တစ်ပါးဖြစ်နိုင်လို့မင်းငါ့ကိုရွေးချယ်ခဲ့တာမလားလို့အာသာကပြန်ဖြေခဲ့ပါတယ်စိတ်နှလုံးသားလုံးဝဖြူစင်တန်ရှင်းတဲ့သူဖြစ်တဲ့အလက်ရောက်မြင့်မြတ်ဓာဘီကနေအနက်ရောင်တောင်ပန်တွေဟာပျောက်သွားခဲ့ပြီးအဖြူရောင်တောင်ပန်တွေပဲကျန်ခဲ့ပါတော့တယ်ဒူးစရိုက်9ပါးတွေက2ပါးကိုဆုံးရှုံးလိုက်ရပြီးဖြစ်တာကြောင့်အကုန်လုံးကလည်းတွေ့ဝင်နေကြကမာလင်းရဲ့အကြောင်းငါဘာမှမသိခဲ့ဘူးပဲလို့မယ်လီယိုရက်စ်ကပြောလိုက်ပါတယ်အခုတော့ဒူးစရိုက်9ပါးကတကယ်ပြီးသွားပြီလားလို့ဒီယာနယ်ကငိုရင်းမိတဲ့အခါငါတို့သူတို့ကိုအဲ့ဒီလိုလွတ်ထားလို့တော့မဖြစ်ဘူးဆိုပြီးမယ်လီယိုရက်စ်ကပြောလိုက်ပါတယ်ဒါပေမဲ့အခုမကောင်းဆိုးဝါးကြောင်ကိုနိုင်ယူခဲ့ပြီဆိုတော့အခုဘေးကင်းပြီပေါ့လို့ကင်းကပြောလိုက်တဲ့အခါ Chaos ကရှိသေးတယ်လေမင်းတို့အားလုံးလည်းဒါကိုခံစားမိမှာပါအာသာကိုတိုင်တောင်တတိမထားမိပဲဖန်တီးလိုက်တဲ့ကဘာအာသာရဲ့ညာလက်ကိုယူသွားတဲ့ Cass ရဲ့တိုက်ခိုက်မှုအဲ့ဒါငါတို့တခါမှမကြုံရဘူးတဲ့အစွမ်းပဲတကယ်လို့အာသာက Chaos အစွမ်းကိုပြေးဝမထိန်ချုပ်နိုင်ရင်သူ့ကိုယ်သူအမောင်တို့ရဲ့ဝါမျိုးမှုကိုခံလိုက်ရရင်အဲ့ဒီလိုဆိုရင်တော့အန်ဒီရရှိတဲ့ကဘာတကူမွေးဖွားလာတော့မယ်ဆိုတဲ့သဘောပဲပြီးတော့ဒီတစ်ချိန်မှာဗြိတာနီးယားကတက်ရှိငရဲလို့ဖြစ်လာလိမ့်မယ်လို့မယ်လီယိုရက်စ်ကပြောလိုက်ပါတယ်မာလင်က Chaos အကြောင်းကိုဒီတစ်ချိန်လုံးဘာလို့လျှို့ဝှက်ထားရတာလဲမသိဘူးနော်ဘာလို့ခုမှအဲ့ဒီအကြောင်းပြောပြရတာလဲလို့အကုန်လုံးကတွေးနေခဲ့ကြပါတယ်ဒူးစရိုက်9ပါးကနဇိုးဘရင်ကိုနိုင်ယူနိုင်ခဲ့ပြီဆိုတော့ခမ်းမလောကနဇိုးတွေလက်ကနေလွတ်သွားပြီလားဆိုပြီးအာသာကမေးနေခဲ့တယ်ခမ်းမလောအကြောင်းမာလင်ကပြောပြတော့မယ့်အချိန်အာသာဗမာလဲဆိုတဲ့ Cass ရဲ့အတန်ကထွက်လာခဲ့ပါတယ် Cass ကမဟာတရားဘုကြီးလာနေပြီဖြစ်ပြီးသူတို့ရှိနေတဲ့နေရာမှာကတ်တွေနေပါတယ်